စွာဖျားခင်ရဲ့ဂုဏ်ကြီးတော်ချီးမွမ်းပါတယ်လို့ဒီနေ့ဟာကျွန်တော်တို့ FCCL အသင်းတော်အတွက်မင်္ဂလာရှိတဲ့နေ့ထူးနေ့မြတ်တစ်နေ့ပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်အသင်းတော်မှာတပည့်တော်ဖြစ်စေခြင်းဆိုတဲ့သင်တန်းကိုကျွန်တော်2နှစ်ကျော်တော့ပြီးခဲ့တယ်။အဲ့ဒီသင်တန်းမှာသစ္စာရှိစွာနဲ့တော့ဖျားကိုချစ်ပြီးဖျားရဲ့အစီအခံဖို့နှလုံးသားနဲ့တက်ရောက်အောင်မြင်ပြီးစီးတဲ့နေ့တစ်နေ့ပဲဖြစ်ပါတယ်ခရစ်တော်ရဲ့တပည့်တော်ဖြစ်သင်တန်းဆင်ပွဲဖြစ်တဲ့သင်တန်းကိုအောင်မြင်စွာဆင်သွားပြီးဖြစ်တယ်သင်တန်းဆင်ပြီးပြီးွားတာမဟုတ်ခရစ်တော်ရဲ့တပည့်တော်အစကိုစမဲ့နေ့တစ်နေ့ပဲဖြစ်တယ်သင်တန်းမှာသင်ခဲ့တဲ့အရာတွေကိုလက်တွေ့နာခံလိုက်ဆော့ပြီးဝိညာဉ်ရေးရတိုက်ပွဲဆင်နွှဲမဲ့ရှစ်သူရဲတွေရဲ့အစနေ့တစ်နေ့ပဲဖြစ်တယ်အမောင်မှာရှိတဲ့ဝိညာဉ်တွေကိုအလင်းနိုင်ငံကိုပို့မဲ့စစ်သူရဲတွေဖြစ်တယ်။ဖခင်ရဲ့ဘုန်းကိုထင်ရှားစေမဲ့စစ်သူရဲတွေဖြစ်တယ်။ခရစ်တော်ရဲ့တပည့်တော်ဖြစ်သင်တန်းကိုချစ်စွာနဲ့တယောက်တဲ့ဒီမှာရှိတဲ့တပည့်တော်ရောက်ရှိတိုင်းကိုအထူးဂုဏ်ပြုပါတယ်လို့ဒီသင်တန်းဆင်းပွဲမှာကျွန်တော်အမှားစကားပြောကြားလိုပါတယ်လို့အမှားစကားပြောကြားခြင်းနဲ့အရာကတော့ခရစ်တော်ရဲ့တပည့်တော်ဆိုတဲ့အရာကတိချက်ဒီဒင်းစကားကိုကြားတယ်ဧဝံဂေလိဒင်းစကားဆိုတာနော်ယေရှုဟာခရစ်တော်ခတ်သိမ်းသောအရာတို့ကိုအစိုးရတော်မူ၍သာရမင်္ဂလာရှိတဲ့ဖျားခင်ဖြစ်တယ်ကိုယ့်ရဲ့အပြစ်တွေလက်ဝါးကတဲ့မှာအသွေးသွင်းအသေးခံပြီးအပြစ်တရားကိုဆက်ပေးတဲ့တကြိုတယ်၃ရက်မှာဆင်မြန်ထမြောက်အသက်ရှင်တဲ့ဖျားဖြစ်တယ်ဆိုတာကိုသိရှိယုံကြည်လက်ခံခြင်းအပြင်အပြစ်လွတ်ပြီးသာရသက်ရထားတဲ့သူတွေဖြစ်တယ်အဲ့ဒီထာဝရအသက်ကိုမရသေးတဲ့သူတွေအပြစ်လွတ်ခြင်းမရသေးတဲ့သူတွေကိုဖခင်ရဲ့မေတ္တာနဲ့သူကတသက်ခံပြီးအပြစ်လွတ်ခြင်းနဲ့အတူထာဝရအသက်ရရှိဖို့အတွက်ဝိညာဉ်ရေးရတိုက်ပွဲဆင်မဲ့သူတွေဖြစ်တယ်ဆိုတာကိုကိုသိထားဖို့ဖြစ်ပါတယ်တဲ့ဒုတိယချက်ကခရစ်တော်ရဲ့တပည့်တော်ဆိုတာကနော်တခင်ယေရှုကိုယ်တော်တိုင်ရွေးချယ်ခန့်ထားတဲ့သူတွေဖြစ်တယ်တော့အဲ့လိုခရစ်တော်ရဲ့တပည့်တော်ဖြစ်တခင်ယေရှုရွေးချယ်တဲ့အခါမှာတညလုံးသူဆုတောင်းတယ်သူတပည့်တော်ကဘာတစ်ခုလုံးကိုသူ့ရဲ့ဧဝံဂေလိဒင်းစကားဂျေစုတရားမေတ္တာတရားတွေပြတ်သွားဖို့အတွက်နော်အစီခံမဲ့သူတွေကိုသူရွေးချယ်တဲ့အခါမှာတညလုံးသူဆုတောင်းတယ်ပြီးတဲ့အခါမှာတပည့်တော်12ပေါက်သူရွေးကောက်ခဲ့တာဖြစ်တယ်ရွေးကောက်တဲ့ရွေချက်တွေကိုကြည့်တဲ့အခါမှာမာကု3:73ကနေ19မှာအချက်5ချက်နဲ့ရွေးကောက်တယ်ဆိုတာတွေ့ရတယ်တိချက်ကသူနဲ့တူရှိဖို့နှစ်ချက်ကနော်သူ့ရဲ့နှုတ်ကပတ်တော်တမန်တရားဟောပြောဖို့၃ချက်ကမကြမ်းမာတဲ့သူကိုအနံ့ငိမ့်ပေးဖို့၄ချက်ကနှက်ဆိုးကိုနင်ထုတ်ဖို့၅ချက်ကနော်သခင်ယေရှုဆေလွတ်တဲ့နေရာတွေကိုသွားပြီးသခင်ယေရှုရဲ့အစီအကိုခံဖို့အတွက်ဒီရွယ်ချက်၅ချက်နဲ့သခင်ယေရှုရွေးချယ်ခန့်ထားတာဖြစ်တယ်ဒါကြောင့်မို့ဒီရွယ်ချက်ကိုပြုဝါဖို့အတွက်ခရစ်တော်တပည့်တော်တွေကဆက်လက်နာခံလဲဆော့ဖို့ပဲဖြစ်တယ်တတိယချက်ကတော့နော်ခရစ်တော်ရဲ့တပည့်တော်ဆိုတာကကိုယ်ကိုညှင်းပယ်ပြီးကိုယ်လက်ဝါးကားတိုင်းကိုနေ့တိုင်းထမ်းပြီးခရစ်တော်နောက်ကိုလိုက်နေတဲ့သူတွေဖြစ်တယ်။ဒါကိုယ့်ရဲ့အကြိုက်ကိုယ်တဘောကိုယ်စိတ်ကိုယ်လူကိုယ်ဆန္ဒတွေကိုကိုယ်ညှင်းပယ်ရတာဖြစ်တယ်။အဓိကသခင်ယေရှုရဲ့အကြိုက်သခင်ယေရှုရဲ့စိတ်သခင်ယေရှုရဲ့တဘောသခင်ယေရှုရဲ့အလိုတော်အကြံစီတော်စိတ်ဘောတော်နိဥပဒေတအတိုင်းပဲအသက်တာမှာအစေခံမယ်ဆိုတဲ့အဲ့ဒီနှလုံးသားနဲ့ကိုယ့်ကိုညှင်းပယ်ပြီးတဲ့အခါမှာကိုလက်ဝါးကားတိုင်းကိုထမ်းတာဖြစ်တယ်။တော့လက်ဝါးကားတိုင်းလို့ပြောတဲ့အခါမှာသခင်ယေရှုထမ်းတဲ့လက်ဝါးကားတိုင်းကလောကလူသားအားလုံးအပြစ်သားနဲ့ဖျားသားဖြစ်လာဖို့အတွက်သူကံဒီကုန်းမှာလက်ဝါးကားတိုင်းထမ်းသွားတာဖြစ်တယ်။သူ30ကြောက်သွားတာဖြစ်တယ်။ပြီးတဲ့အခါမှာသူအသက်ကိုပြီးတဲ့လက်ဝါးကားတိုင်းဖြစ်တယ်။စင်ပေါ်လူထမ်းတဲ့လက်ဝါးကားတိုင်းကတပါးအမျိုးသားတွေအပြစ်လွတ်ခြင်းနဲ့သူထာဝရသက်ရဖို့သူထမ်းသွားတာဖြစ်တယ်။ပေသူထမ်းတဲ့လက်ဝါးကားတိုင်ကဣသရေလလူမျိုးတွေအသက်ရှင်တဲ့ဖျားကိုရောက်ဖို့ထမ်းသွားတာဖြစ်တယ်။ဒါကြောင့်ဒီမှာရှိတဲ့တပည့်တော်တွေလည်းကိုလက်ဝါးကားတိုင်ကဘာလဲဆိုရှင်ကျွန်တော်တို့ချစ်ခင်ရတဲ့မြန်မာတိုင်းသားတွေအသက်ရဲ့ရှင်ခင်ဖျားခင်ကိုသိပြီးအပြစ်လွတ်ခြင်းနဲ့အတူထာဝရသက်ရဖို့ဒီလက်ဝါးကားတိုင်ကိုထမ်းပြီးနော်ခရစ်တော်နောက်ကိုလိုက်တဲ့သူတွေဖြစ်တယ်ဆိုတာကိုကိုသိဖို့ဖြစ်ပါတယ်လို့၄ချက်ကခရစ်တော်ရဲ့တပည့်တော်ဆိုတာကခရစ်တော်ရဲ့ဒေသနာ၌တည်နေတဲ့သူတွေဖြစ်တယ်။ဒါကြောင့်ခရစ်တော်ရဲ့ဒေသနာလို့ပြောတဲ့အခါမှာသခင်ယေရှုအရင်ဆုံးဟောတဲ့တရားကနိုင်ငံတော်နဲ့ဆင်တဲ့အင်္ဂလိပ်တရားကိုဟောတာဖြစ်တယ်
ပြီးတဲ့အခါမှာတပည့်တော်12ပါးကိုရွေးကောက်တယ်ရွေးကောက်ပြီးတဲ့အခါမှာနော်သခင်ယေရှုအရင်ဆုံးတောင်ပေါ်ဒေသနာကိုဟောပြောခဲ့တာဖြစ်တယ်တောင်ပေါ်ဒေသနာမှာမင်္ဂလာတရား10ပါးပါတယ်အဲ့တော့ခရစ်တော်ရဲ့တပည့်တော်ဆိုတာကခရစ်တော်ရဲ့ဒေသနာမှာပါတဲ့မင်္ဂလာတရား10ပါးကိုနှလုံးသွင်းထားတဲ့သူတွေဖြစ်တယ်မင်္ဂလာရှိတဲ့နှလုံးသားနဲ့မင်္ဂလာတရားစကားကိုဟောပြောပြီးအမင်္ဂလာရှိနေတဲ့လူတွေကိုမင်္ဂလာရှိအောင်သက်သေခံတဲ့သူတွေပဲဖြစ်တယ်ပြီးတဲ့အခါမှာဒေသနာလို့ပြောတဲ့အခါမှာရှင်မဿဲ9ရှင်မဿဲ6ရှင်မဿဲ9မှာနော်သခင်ယေရှုသူ့ရဲ့တောင်ပေါ်ဒေသနာမှာနိဝိဒ28ခုကိုပေးသွားတာဖြစ်တယ်အဲ့ဒီနိဝိဒသခင်ယေရှုရဲ့ပေးတဲ့ပညာတွေကိုနှလုံးသွင်းပြီးနော်အဲ့ဒီဒေသနာတိုင်းပဲအသက်တာပြောဆိုအသက်ရှင်တာပဲဖြစ်တယ်ပြီးတော့9ချက်ကခရစ်တော်ရဲ့တပည့်တော်ဆိုတာကခရစ်တော်ထံမှာနီးခံတဲ့သူတွေဖြစ်တယ်။နောက်သခင်ယေရှုဘာပြောတယ်ငါထံ၌နီးခံပါတဲ့ငါကနူးညံ့သိမ်ဝှေ့နှိမ့်ချတဲ့စိတ်တော်ရှိတယ်လို့ဖော်ပြထားတယ်။တော့ခရစ်တော်ရဲ့တပည့်တော်တွေပြန်ကြည့်မယ်ဆိုရင်ငကုံကတန်ဃာတွေဖြစ်တယ်။နော်သူကနူးညံ့ခြင်းမရှိဘူးသိမ်ဝှေ့ခြင်းမရှိဘူးနှိမ့်ချခြင်းမရှိဘူးတန်ဃာတယ်လို့ပြောရင်ကျွန်တော်အလုံးသိပြီးသားဖြစ်တယ်အပြောဆိုကြမ်းတယ်သူဇယိုက်ကြမ်းတယ်ဥပမာသူကငါးတွေဖမ်းတဲ့အခါမှာဒါပေမဲ့ခရစ်တော်ဆိုတာနီးခံတဲ့အခါမှာဒီစိတ်ကြမ်းကိုကြမ်းအပြောကြမ်းအဲ့ဒီလူတွေရဲ့နှလုံးသားတွေဟာနူးညံ့သိမ်ဝှေ့နှိမ့်ချတဲ့စိတ်တွေရှိသွားတယ်ဆိုတာတွေ့ရတယ်ဒါကြောင့်ခရစ်တော်ရဲ့တပည့်တော်ဟာပြောဆိုပြုမှုလုပ်ကြတဲ့အခါမှာနူးညံ့ခြင်းသိမ်ဝှေ့ခြင်းနှိမ့်ချခြင်းအသက်တာနဲ့နူးညံ့သိမ်ဝှေ့နှိမ့်ချတဲ့ခရစ်တော်ရဲ့ဘုန်းကိုထင်ရှားစေတဲ့သူတွေပဲဖြစ်တယ်ဆိုတော့ကိုကျွန်တော်နားလည်ဖို့ဖြစ်ပါတယ်လို့ခရစ်တော်ရဲ့တပည့်တော်ဟာနံပါတ်6ကအချင်းချင်းချစ်တဲ့သူတွေပဲဖြစ်တယ်ဒါကြောင့်မို့ခရစ်တော်ရဲ့မေတ္တာချစ်ခြင်းကိုရရှိထားတဲ့အခါမှာနော်သူတို့အချင်းချင်းနဲ့နော်ချစ်ခြင်းမေတ္တာနဲ့သူတို့ကောင်းဆုံးနော်အသက်ရှင်နေဆိုတာတွေ့ရတယ်ချစ်ခြင်းမေတ္တာနဲ့ဆုတောင်းပေးတယ်ချစ်ခြင်းမေတ္တာနဲ့ဟောပြောတယ်ချစ်ခြင်းမေတ္တာနဲ့သက်သေခံတယ်ချစ်ခြင်းမေတ္တာနဲ့ပေးလူတယ်အဲ့ဒီလိုမျိုးချစ်ခြင်းမေတ္တာပါပြီးပေးလူခြင်းဟာအကျိုးဖြစ်ထွန်းစေတယ်ဆိုတာနားလည်ဖို့ဖြစ်တယ်တော့မေတ္တာမပါဘဲနဲ့ဆုတောင်းတဲ့အရာတွေမေတ္တာမပါဘဲနဲ့ဟောပြောတဲ့အရာတွေမေတ္တာမပါဘဲနဲ့နော်ပေးလူတဲ့အရာတွေဟာအချင်းကြီးပဲဆိုတော့ဒီကျမ်းစာထဲမှာဖော်ပြထားတယ်။ဒါကြောင့်ခရစ်တော်ရဲ့တပည့်တော်ဆိုတာကခရစ်တော်ရဲ့မေတ္တာရရှိထားတာဖြစ်တဲ့အတွက်အချင်းချင်းချစ်ချင်းမေတ္တာနဲ့နော်အသက်ရှင်တဲ့သူတွေဖြစ်တယ်။အဲ့ဒီအဖြစ်ဖျားဖုံးထင်ရှားစေတဲ့အကျိုးရတယ်။ဒါကြောင့်မေတ္တာနဲ့နော်ဟောပြောတာဆုတောင်းတာတကူပါတယ်ဆိုတော့လေကျွန်တော်နားလည်ဖို့ဖြစ်ပါတယ်လို့ပြီးတော့နံပါတ်9ချက်ကနော်ခရစ်တော်ရဲ့တပည့်တော်ဟာခရစ်တော်ရဲ့မဟာစေခိုင်းချက်ကိုနာခံတဲ့လူတွေဖြစ်တယ်။ရောက်တခင်ယေရှုအပြည့်ရှိတဲ့လူတွေအသေးခံတယ်တကြိုတယ်3ရက်မှာဆင်မြန်ထပ်မြောက်တယ်ရက်ပေါင်း40လူလောကမှာနေတယ်လူပေါင်း900ကျော်ကိုထင်ပြပြီးကောင်းကင်နိုင်ငံတို့မတဲကြွခင်မှာသူတပည့်တော်တွေကိုနော်ဆိုမဟာစေခိုင်းချက် Great Command ကိုသူပေးခဲ့တာဖြစ်တယ်။အဲ့ဒါကရှင်မဿဲ28ကနေ20မှာကောင်းကင်ဘုံနဲ့၎င်းမြေကြီးပေါ်နဲ့၎င်းစီရင်ပိုင်တဲ့အခွင့်တကူရှိသမျှငါခံရပြီပြောသူတို့ပြောတယ်လောကီနိုင်ငံအရရောက်သွားဝိနည်းတတ္တဝါပေါင်းတို့ကိုအပြစ်ကကယ်တင်ပြီးထာဝရအသက်ကိုပေးတဲ့ငါရဲ့ဝမ်းမြောက်ဖွယ်ရာဧဝံဂေလိဒင်းစကားကိုလိုက်ဟောပြောပါယုံကြည်လာတဲ့သူတွေကိုတပည့်တော်ဖြစ်စေပါပြီးတော့မှခမည်းတော်သားတော်တန်ဆင်းတော်ဝိညာဉ်တော်ရဲ့နာမ၌ဗတ္တိဆံကိုပေးပါပြီးတော့ငါပညာထားတာတွေကိုဆောက်ဖို့အတွက်ဆုံးမဩဝါဒပေးပါကကဘာကုန်ဤတဲ့အောင်သင်တို့နဲ့ငါအစင်မပြတ်ရှိမယ်ဆိုပြီးတော့မှ Great Command ကိုပေးခဲ့တာဖြစ်တယ်။တော့သခင်ယေရှုပညာတွေပေးခဲ့တဲ့အရာတော့ရှင်မဿဲ9ရှင်မဿဲ6ရှင်မဿဲ9မှာသခင်ယေရှုပညာတွေပေးခဲ့တာရှိတယ်။တော့စစ်ပညာတော့ကိုထိလက်ရောက်ကရေခံနဲ့ကျူးလွန်ရင်အပြစ်ငါပညာတော့နော်ကိုယ့်ရဲ့ညီကိုချင်းကိုမထောက်မတန်အမျက်ဒေါသထွက်ရင်တော့လူတတ်တာနဲ့အတူတူပဲ။ဒါကြောင့်မို့စစ်ပညာဆိုတဲ့ဣသလူမျိုးတွေကိုဖျားခင်ပေးတဲ့ပညာကကရေခံနော်မကျူးလွန်ဘူးပဲဖြစ်တယ်။ဒါပေမဲ့သခင်ယေရှုပေးတဲ့ပညာကြတော့မနောကံမကျူးလွန်ဘူးဖြစ်တယ်ဆိုတာတွေ့ရတယ်။ဒါကြောင့်ဘာလို့ကြွားခြားချက်ရှိတယ်လို့ပြန်ကြည့်တဲ့အခါမှာစစ်ပညာကလောကီတန့်စင်ဖို့အတွက်ပေးတာဖြစ်တယ်။ဒါကြောင့်မို့စစ်ပညာကိုတိုင်းပြည်တည်တည်မှာကျင့်သုံးနေတာဖြစ်တယ်။လောကီတန့်စင်ဖို့ပဲဖြစ်တယ်။ကိုထိလျောက်မကျူးလွန်တဲ့အတွက်လောကီတော့တန့်စင်မယ်။ဒါနှလုံးသားတွေမှာကြတော့ချင်းချင်းဒေါသထွက်တာရှိမယ်။အချင်းချင်းမနာလိုမုန်းတီးတာရှိမယ်။စိတ်ထဲမှာကြတော့သူများသားသမီးပြိုကိုနော်စိတ်ထဲပြစ်မှားတာလည်းရှိမယ်။ဒါပေမဲ့စိတ်ထဲကတော့ညှိညိုးနဲ့မတန့်စင်ဘူးအ
ပြင်ကိုတော့မလုပ်တဲ့အတွက်လောကီတန့်စင်ခြင်းပဲရှိတယ်လောကီတန့်စင်ပြီးနှလုံးသားမတန့်စင်တာကိုသူတပည့်တော်တွေအလောက်အရှင်းလောက်တော့မလို့ခြင်းဒါကြောင့်မို့နော်သခင်ယေရှုပေးတဲ့ပညာတွေကတော့စိတ်လုံးတန့်စင်မှုပဲဖြစ်တယ်ဒါကြောင့်မို့အဲ့ဒီစိတ်လုံးတန့်စင်ဖို့အတွက်ရတယ်နော်သခင်ယေရှုကအပြစ်တရားဖယ်ထားပြီးဖြစ်တယ်တန့်စင်သောဝိညာဉ်တော်နှလုံးသားထဲမှာပို့ထားပြီးဖြစ်တယ်နော်ဝိညာဉ်တော်ကနော်နှုတ်ပတ်တော်တမန်တရားအဖြစ်အသင်းလုံးသားကိုပြုပြင်ပေးတဲ့အခါမှာစိတ်လုံးကတန့်စင်စင်ကြယ်လာတဲ့အခါမှာအာကြီးတဲ့ချစ်ချင်းမေတ္တာရှိတဲ့အခါမှာကရေကံဝစီကမနှုတ်ကံကံသုံးပါမကျွန်းလို့တော့ဒါကြောင့်အဓိကဖျားပေါ်မှာအာကြီးတဲ့ချစ်ချင်းမေတ္တာလူချင်းမှာအာကြီးတဲ့ချစ်ချင်းမေတ္တာရှိပြီးဆိုရင်သူကကရေကံထိန်ဝမ်းနိုင်တယ်ဝစီကံထိန်ဝမ်းနိုင်တယ်မနောကံကိုထိန်သွားနိုင်တာဖြစ်တယ်ဒါကြောင့်သခင်စုပေးတဲ့ပညာကအသွင်စိတ်လုံးကိုတန့်စင်အောင်ပေးဝတဲ့ပညာဖြစ်တယ်အဲ့ဒီပေးတဲ့ပညာကိုလည်းစောက်တက်နိုင်ဖို့ဝိညာဉ်တော်ပေးထားပြီးဖြစ်တယ်အပြစ်တရားကိုဖယ်ထားပြီးဖြစ်တယ်အဲ့ဒီအပြင်တန်ဆင်တော်ဝိညာဉ်တော်ရဲ့အုပ်စုဥဆောင်မှုအောက်မှာဝိညာဉ်တော်မုတ်သွင်းတဲ့နှုတ်ပတ်တော်တမန်တရားဖျားစကားကိုနိညာမပြဖတ်ဆုစင်ခြင်းနှလုံးသွင်းတဲ့လူရဲ့နှလုံးသားတွေကစင်ကြယ်တယ်တန်ဆင်တာဖြစ်တယ်စင်ကြယ်တန်ဆင်တဲ့နှလုံးသားရှိတော့မှအာကြီးတဲ့ချစ်ချင်းမေတ္တာတွေရှိလာမှာဖြစ်တယ်မဟာရှိခိုင်းချက်ကိုပေးထားတဲ့ပုံမှာတပည့်တော်တွေကအဲ့တိုင်းပဲနောက်သခင်ယေရှုရဲ့နှလုံးသားနဲ့လောကီနိုင်ငံရောက်သွားပြီးဝိညာဉ်တတ္တဝါပေါင်းကိုအင်ဝင်ဂတိတင်းစကားဟောပြောတယ်ဟောပြောပြီးယုံကြည်လာတဲ့သူကိုချက်ချင်းဗတ္တိဇံမပေးသေးဘူးတပည့်တော်ဖြစ်အောင်သူသင်ကြားပေးတာဖြစ်တယ်တပည့်တော်ဆိုတာခရစ်တော်ရဲ့အသက်တာကိုရရှိစေတာဖြစ်တယ်တပည့်တော်ဖြစ်ပြီးတော့မှခမည်းတော်သားတော်တန်ဆင်တော်ဝိညာဉ်တော်နာမ၌ဗတ္တိဇံပေးတယ်ပြီးတော့အဲ့ဒီကနေမှနော်အသင်းဝင်လာပြီးဆိုရှင်တော့သခင်ယေရှုရဲ့ပြည့်ညတ်တွေဆော့ဆော့ဖို့အတွက်သူဆုံးမအော်ဒါပေးတယ်ဆိုတာတွေ့ရတယ်ပြီးတော့သခင်ယေရှုကအဲ့လိုအမိတ်ပေးပြီးအနောက်မနေတာမဟုတ်ဘူးကကဘာကုန်တိတိုင်အောင်သင်တို့နဲ့ငါအတူအရှင်ပြရှိမယ်ဆိုတဲ့အတိုင်းပဲအမာနွေလအတူရှိပြီးမဆကောင်းကြီးပေးနေတာဖြစ်တယ်။နောက်ခရစ်တော်ရဲ့တပည့်တော်ဆိုတာကနံပါတ်6ကတန်ဆင်တော်ဝိညာဉ်တော်နဲ့ပြည့်ဝတဲ့သူတွေပဲဖြစ်တယ်။ဒါကြောင့်သခင်ယေရှုပြန်ကြွပြီးနော်တန်ဆင်တော်ဝိညာဉ်တော်ဆင်လွတ်ပေးမယ်လို့ပြောတဲ့အခါမှာသူတို့နော်ယူရှင်မျိုးသွားတယ်အထက်ခန်းမှာတပည့်တော်120ဟာနော်အဲ့ဒီဟာတွေဆော့မျောပြီးတော့ဆွတ်တောင်းတဲ့အခါမှာပင်တီကုတ်တွေပွဲနေ့ပင်တီကုတ်တွေဆိုတာရက်50သခင်ယေရှုအသေးခံပြီး3ရက်မှာဆင်များထမြောက်တယ်လူလောကမှာရက်ပေါင်း40နေတယ်ကောင်းကင်ဘုံပြန်တက်တယ်ရက်10ရက်အကြာစုပေါင်းရက်50အဲ့ဒါပင်တေကုတ်တီလို့ပြောတာဖြစ်တယ်ရက်50မှာတန်ဆင်တော်ဝိညာဉ်တော်ဆေလို့ပေးလိုက်တာဖြစ်တယ်ဝိညာဉ်တော်ရောက်လာပြီးသူတက်မှာကျင်းဝတ်သွားဆိုတာတွေ့ရတယ်တော့တန်ဆင်တော်ဝိညာဉ်တော်ကျင်းဝတ်တဲ့တပည့်တော်တွေအသက်တာကြည့်တဲ့အခါမှာဟေစာယ7နှစ်ကနေ9မှာသူတို့စုကျေးဇူး9ခုရပါဆိုတာတွေ့ရတယ်နော်အထက်ကလာတဲ့ဉာဏ်ပညာအစွမ်းနော်တတ္တိကြံစီနိုင်တဲ့အရာနဲ့အသက်ရှင်တဲ့ဖြောက်တိပြီးကြောင်းရွံ့ခြင်းဆိုတဲ့ဒီဝိညာဉ်စုကျေးဇူးတွေပြောရလာတယ်ပြီးတော့တန်ဆင်တော်ဝိညာဉ်တော်ပြုတ်သွားတဲ့အခါမှာဖျားခင်ကိုကြောင်းရွံ့ခြင်းတဲ့သူကမွေ့တော်တယ်တော့ဖျားခင်ကိုကြောင်းတဲ့သူဟာတဲ့ဒူးဆိုင်ကိုမပြုတ်ဘူးလို့ဖော်ပြထားတယ်ပညာတော်ကိုလွန်ကျူးခြင်းပဲဖြစ်တယ်တော့ပညာတော်လို့ပြောမယ်ဆိုရှင်ဖျားခင်ပေးတဲ့ပညာကသခင်ယေရှုယုံကြည်ပြီးချင်းချင်းချစ်ခြင်းပဲဖြစ်တယ်အဲ့ဒီပုံမှာသူကမကျွန်းလို့ဘူးအဲ့ဒီအဖြစ်သူတို့ရဲ့အသက်တာမှာအလင်းဖြစ်ပြီးအမောင်မရှိတဲ့လူတွေအသက်တာပြောင်းလဲစေတယ်ဆိုတော့ကိုနားလည်ဖြစ်ပါတယ်လို့နံပါတ်9ကနော်ခရစ်တော်ရဲ့တပည့်တော်ဟာများစွာသောအသီးကိုတီးတဲ့သူတွေပဲဖြစ်တယ်ဒါကြောင့်အသီးသီးဖို့ဆိုလို့ရှိရင်အဓိကကအရေးကြီးတဲ့အရာကနှလုံးသားပဲဖြစ်တယ်နှလုံးသားကနော်ဝိညာဉ်ပဂတိစိတ်ရှိတော့မှအသီးကဝိညာဉ်ပဂတိအသီးတွေတီးလာမှာဖြစ်တယ်ဝိညာဉ်ပဂတိတီးဆိုတာချစ်ခြင်းဝမ်းမြောက်ခြင်းညီသက်ခြင်းစိတ်ရှိခြင်းကျေးဇူးပြုခြင်းကောင်းမြတ်ခြင်းသစ္စာဆောက်ခြင်းနူးညံ့သိမ်မွေ့ခြင်းကမကုံချုပ်တည်ခြင်းဆိုတဲ့ဝိညာဉ်ပဂတိအသီးတွေတည်ကြည်တဲ့အသီးတွေအသက်နဲ့ဆိုင်တဲ့အသီးတွေတီးလာမှာဖြစ်တယ်အဲ့ဒီဝိညာဉ်ပဂတိစိတ်ရှိဖို့အတွက်ကဝိညာဉ်တော်ကနှုတ်ပတ်တော်အပြင်အသွေးလုံးသားကိုပြုပြင်ပေးတဲ့အခါမှာဇာတိစိတ်တွေကတဖြည်းဖြည်းထွက်သွားပြီးတော့ဝိညာဉ်ပဂတိစိတ်တွေကပြည့်ဝလာပြီးဝိညာဉ်အသီးတွေအသက်တာမှာတီးလာတာဖြစ်တယ်အဲ့ဒီအပြင်နော်ဝိညာဉ်တော်ရဲ့အရှင်သခင်ဖျားခင်ကိုတွေ့မြင်ပြီးသူတို့အသက်တာပြောင်းလဲတယ်ဆိုတာကိုကျွန်တော်နားလို့ဖြစ်တယ်ဒါကြောင့်မို့ဒီနေ့တပည့်တော်ဖြစ်တဲ့နဲ့ဆင်းတဲ့နော်ဖျားခင်တာမီးတွေအဓိကတပည့်တော်တူဘလို့တပည့်တော်လဲခရစ်တော်ရဲ့တပည့်တော်တူရဲ့အသက်တာဘလို့ရှိလဲဆိုတော့သိပြီအဲ့ဒီအတိုင်းပဲနော်အခုခရစ်တော်ရဲ့တပည့်တော်လက်တွေ့သက်တာအစပဲဖြစ်တယ်သင်္นานတက်တော်ကတော့မစသေးဘူးသင်္นานဆင်းတာစပြီဖြစ်တယ်စတဲ့အခါမှာအဲ့ဒီအချက်ကိုချက်နဲ့အတူနောက်ဆုံးတန်ဆင်တော်ဝိညာဉ်တော်ကျင့်ဝတ်တဲ့အပေါ်မှာဝ
ဝိညာဉ်တော်လမ်းပြတဲ့အတိုင်းပဲနော်အသက်တာပြောဆိုပြုမှုပြီးဝိညာဉ်ပေါင်းများစွာကိုဖျားခင်နိုင်ငံတော်တို့ပို့ဆောင်နိုင်တဲ့ဖျားခင်သားမီးတွေဖြစ်ဖို့အမှားစကားပြောလို့တယ်အဲ့လိုလှုပ်ဆောင်တဲ့အခါမှာအခက်အခဲတွေရှိမှဖြစ်တယ်တခင်ယေရှုတပည့်တော်တွေလိုက်လုပ်တဲ့အခါမှာနော်ချုံမွေးတဲ့ပန်းခင်းတဲ့လမ်းမဟုတ်တကယ်ကိုစူးကြုံတဲ့ကြမ်းတမ်းတဲ့လမ်းကိုသွားကြတာဖြစ်တယ်အဲ့ဒီခါမှာသူတို့ဟာတပည့်တော်တွေဖြစ်တဲ့အတွက်နော်ဖြုံးမတ်တော်သူဟာတီကြည်တော်အသီးကိုတီးတယ်လို့ပြောတဲ့အတိုင်းပဲဖျားခင်ရွေးကောက်တဲ့သူဟာတီကြည်တော်အသီးကိုတီးဖို့ရွေးကောက်ထားတဲ့ဆိုတဲ့အတိုင်းပဲသူတို့တီကြည်နဲ့ပဲခရစ်တော်ရဲ့အဆူခံသွားတယ်ဆိုတာတွေ့ရတယ်တော်သူသွားတဲ့အခါမှာချင်းလေးစာကျွေးကန်ထိတယ်လွန်နဲ့အပိုင်းမဲ့ဖြတ်ကန်ထိတယ်မီဆုတက်ကန်ထိတယ်နော်သူတို့ထောင်ထဲမှာငင်းဆဲခြင်းတွေအမျိုးစုံသူခံပေမဲ့နော်ခရစ်တော်ရဲ့တပည့်တော်တွေဟာတီကြည်နဲ့ခရစ်တော်ရဲ့မေတ္တာကယ်တင်ခြင်းဝမ်းမြောက်ဖွယ်တဲ့တင်းကိုဟောပြောသွားသလိုပဲဒီမှာရှိတဲ့တပည့်တော်တွေလည်းအဲ့တိုင်းပဲအစီခံပြီးနော်ဖခင်ရဲ့အလိုတော်ဆောင်ဖြစ်တယ်မကြခင်မှာသခင်ယေရှုပြန်တဲ့ချီဆောင်သိသိတဲ့အခါမှာတာဓုသစ္စာရှိတော်ငင်သားကောင်းလို့ပြောပြီးနော်တပည့်တော်တွေကိုဖခင်ချီးမြှောက်ခြင်းကိုရရှိခံစားဖြစ်ပါတယ်အလုံးပေါ်မှာဖခင်ကောင်းကြီးရှိပါစေ